စကိုင်းမှာတော့ကျတော့သူလည်းဟိုမှာရေခဲတော့လိုက်လူလာနဲ့သူ့ရေခဲကြောင်းတဲ့လောလူပြီးတော့ကျွန်တော်လည်းရန်ကုန်စေတနာတူပါတော်လေးကိုနော်ရန်စင်လာသူလည်းရန်ကုန်လာရရှိတယ်ဆိုတာနဲ့အဲ့မှာဦးနိုင်ဟိုလည်းမကြောလိုက်ရဘူးတဲ့ဆိုတော့မှမြင့်မြင့်ခင်ထုံးမုံနဲ့ဒါကြောတော့လည်းအတော်ပဲပြုတ်သွားတာပေါ့နော်အဲ့လိုလဲဆိုတော့ဒီဆိုင်တော်ကိုအားပေးတဲ့ဒီကပြည်သူတွေကလည်းဒီဆိုင်တော်လေးကိုကျွန်တော်ကသုံးမပေးပါသုံးမဆိုတာဒီလမ်းကြောင်းလေးပေါ့နော်ထိန်းကုတ်ပေးပါဆိုတော့ဟိုလည်းမာရီယာရှိတာလေးတွေမှာပေးမယ်နံပါတ်1မှာကျင်တာကပါလဲဆိုတော့သူကလည်းသူရေခဲတုပ်လေးတူတယ်ဆိုတာဒီလိုမျိုးသူတိုင်းဒီဖြစ်သွားမယ်လို့သူလည်းမထင်ဘူးသူစေတနာအရလာသူကသူ့လိုက်လို့ line ပေါ်မှာတင်ပေးတဲ့အဖွဲ့ရှိတယ်ဟုတ်တယ်ဒီပေါ့နော်ကိုတယောက်သူတင်ပေးလိုက်တော့ဘယ်လောက်ထိအားကြဖို့ကောင်းလဲဆိုတော့နော်လူကြီးများသွားတယ်လူကြီးမများခင်မှာလည်းကျွန်တော်ကလည်းစဉ်းစားကြည့်တော့ဒီကလေးကသူ့မှာပိုင်ဆိုင်မှုသိရှိတဲ့ပုံစံလည်းမရှိဘူးအောက်တဲ့ယူရောင်းနေတဲ့ကလေးပြစ်လိုက်မယ်ဟိုကလည်းဒီရေခဲဆက်တွေပါလေလုံနေတော့တို့ဒါလေးတူလိုက်ရင်သူ့အတွက်အခြေလေးမစိုးဘူးဆိုပြီးတော့တူပေးလိုက်တော့ကျွန်တော်ရဲ့သကားအကြောင်းလည်းကျွန်တော်လူကြီးများသွားတယ်ဆိုတော့မမှန်တော့အိုက်ဆိုင်မှုတွေပါအဲ့ဆိုင်မှုတွေဆိုတော့အဲ့ကြားထဲမှာကျွန်တော်ပြောချင်တာပါလဲဆိုတော့ဆိုင်တော်တော့ဘာလို့နာမည်ကြီးွားလဲလို့ဆိုရင်ဒီမြန်မာနိုင်ငံမှာဘာဖြစ်ဘူးလားလဲဆိုတော့ကိုဗစ် -19 တွေဖြစ်ဘူးတယ်ရေဘေးတွေဖြစ်ဘူးတယ်အဲ့လိုအခြေအနေမျိုးမှာဒီပစ္စည်းလေးတွေတက်သွားတယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုဗစ် -19 တုန်းကဆို mask တွေပါတယ်ဆိုလို့ရှိရင်အရင်တော့ဘောချင်းတော်ချင်းဝယ်လို့ရတဲ့ဟာတွေကဈေးကြီးွားတယ်ဟိုဈေးထိုးတက်သွားတယ်ပေါ့နော်အဲ့လိုချင်းနေမျိုးဆိုရင်ဒီမိဘပြည်သူတွေကမကြိုက်ဘူးဒါပေမဲ့ရှိုင်းတော်ကသူ့ရဲ့စေတနာကြတော့သူတနေ့လို့တနေ့စားသူဖောက်တဲ့ယူရတဲ့ဘောကနေပြီးတော့သူကအကျိုးမြတ်မကြည့်ပဲနဲ့လူလိုက်တဲ့စေတနာပေါ့နော်ဒီစေတနာလေးကြောင့်ဒီကလေးလေးကလူစီများသွားတာပါနော်သူ့ကိုလည်းကျွန်တော်ကဟိုတဲ့လူတယောက်လို့ကျွန်တော်အမြဲတမ်းကြုံလို့ပေါ့နော်ပြောပြပါတယ်နော်အဲ့တော့ဘဝမှာတကယ်တမ်းသူ့ကိုကျွန်တော်ပြောချင်တာကတော့ဒီနေ့ဒီချိန်ကမှသူ့ရဲ့အလူတန်ကားကြောင့်လူဒီများတယ်အဲ့ဒီအတွက်ကြောင့်လည်းဝင်းရံရတယ်ဒါကိုလည်းကျေးဇူးတင်တယ်နောက်တစ်ခုကတိုင်းတော်ကျွန်တော်ရောတာလူတွေခေါ်ပေးတဲ့လူတွေတိုင်းတော်ကိုကြီးမြင့်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ကဒီကနေပြီးတော့ကျွန်တော်တို့ဟို comment တွေမှာလေတစ်ခုချင်းလိုက်ပြီးတော့ line မပေးနိုင်တာတို့နောက်ပြီးတော့ဟိုကျေးဇူးတင်ကြောင်းမပြောနိုင်တာတို့ဆိုတာဟိုဟာတွေများတော့ကျွန်တော်တို့ကဟိုဟာဖြစ်ပါတယ်ပြန်ပြီးတော့เนาะအကုန်လုံးဟိုကျွန်တော်တို့ကလေးစားပါတယ်เนาะအပြန်အလှန်လေးစားပါတယ်ကျေးဇူးတင်ရှိပါတယ်လို့เนาะနောက်ဆုံးတစ်ခုအနေနဲ့ပြောရရင်တော့သူကလည်းအသက်29လူငယ်လေးဟိုသူကြောင်းနဲ့သူရှိလာလိမ့်မယ်ဆိုတာတော့လုံးစရာတွေကတော့အများကြီးပေါ့ဗျာကျွန်တော်လည်းပြောကြတယ်ရေခဲမုတ်တို့ဖာလူတာတို့ဒါလူရေခဲကြောင်းတို့လုံးချင်းတဲ့ဝင်ပညာသင်ပေးမဲ့လူရှိတယ်ကျွန်တော်ကလည်းဆက်လေးတစ်လုံးပေးထားတယ်နောက်ပြီးတော့သူလူချင်းဆိုင်ငယ်လေးဆိုလဲဆိုင်ငယ်ဝယ်လူကြတယ်ပရိဒါလေးတွေပေးတယ်ငွေသားလေးတွေတူတယ်ဒီလိုပေါ့နော်ရိုင်းနဲ့ဒီကလေးမှပတ်သက်နေများပြီးတော့ချမ်းသာနေတာမဟုတ်ပါဘူးเนาะသူစေတနာလေးနဲ့သူပရာဟိတအကျိုးလေးသူလူတန်းတဲ့အကျိုးလေးသူခံစားရတာပါနောက်ချက်ကလည်း line ပေါ်မှာဒီကလေးလေးကိုဘယ်လိုကောင်းလဲအချောက်လို့ပြောတယ်ဒီကလေးလေးလည်းအချောက်မဟုတ်ဘူးလို့သူနဲ့တွဲရိုက်တဲ့လူလည်းအချောက်မဟုတ်ပါဘူးเนาะအဲ့ဒါလေးလည်းကိုပြောခြင်းလို့သူလည်းပြောမယ်ဆိုရင်တော့ very simple ပါเนาะရိုးပါတယ်ဘာမှတိတ်ပြီးကျွန်တော်လည်းစကားပြောအောင်မှတိတ်လိမ့်ပတ်လည်းအောင်မပြောတတ်ပါဘူးเนาะအခုရန်ကုန်ရောက်နေတယ်တိုင်းတော်ရန်ကုန်ရောက်နေတယ်ဆိုတဲ့အကြောင်းတိုင်းတော်လည်းဒီသူ့ဝင်ရအားပေးတဲ့ဒီလူပေါင်းကိုသူကပြန်လဲပြီးတော့ကျွန်တော်ပေါ့နော်သာဓုခေါ်ပေးတဲ့လူတွေရောပြန်လည်လေးစားပါတယ်နော်လူကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ဟုတ်ဒါပါဟာလို့ရဲ့ဒီဆရာလေးဒီကားစစ်တွေကပတ်စံနေတဲ့ဟိုမလဲဟိုဆန်တဲ့ပုံအဲ့လိုလောကကွန်ပျူတာတွေတွေ့ရင်ဆရာလေးရှာဖွေပြီးတော့တိုက်ဖို့လားအဲ့ရှာဖွေပြီးတော့တိုက်ဖို့တဲ့အကျင့်ဝါသနာပါလားခင်ဗျားရဲ့ကိုယ်လေးအဲ့ဒါလေးအားစနေတယ်မဟုတ်ဘူးလားချို့နေတော့လေကိုအားလို့ပြောပြီးတော့ဒီဘောစိတ်ကလေးခြေကွဲတော့ဒီဘောဝမ်းတာတော့နောက်တော့မကမဖြစ်တော့
ဒါပဲကြောက်ခံကောင်းတယ်လေအဲ့ဒီခေါ်တယ်ကတာချီဝဦးခါလေပို့တော့ဆရာလေးအဲ့စိတ်ကတော့ကောင်းတာဒီကဟဲငါဒီကလေးတို့ဘလို့ကြည့်လို့အားပေးကောင်းမှပြောတာမဟုတ်ပဲတာမလို့လောကမှာဒီလိုပဲတိုက်တက်ခဲ့တဲ့ဒီလားအများကြီးပဲပေါ့နော်အဲ့လိုဒါကစမိုးပြန်လို့အကုန်လုံးကလေမျိုးတိုင်းလူစင်နဲ့စိတ်နဲ့လက်ဆက်သွားတာကောင်းတော့ဗောနော်ဟုတ်ပါကလေးကတစ်ဆိုလို့ရှိရင်လက်ကိုရကြည့်ပြရအောင်နော်ဒါသူ့တင်မှာကလေးကတစ်တယ်လည်းပေါ့နော်ကိုယ်ဒါဘူးကတဲ့လူမှတရားလေလောက်စားမှုလူတွေညာနော်နော်ဒီလိုပေါ့လေနော်ဟုတ်ကဲ့ဟိုကြောင့်လည်းရိုက်မယ်ကြည့်တယ်နော်ဒီမှာမဟုတ်ဘူးလေညာဒီမကြီးတွေ့လားအေးဘာလို့လဲဒီမှာဆက်ပါနေလို့အခုကြတော့ပေါ့လေဒီမီဒီယာရဲ့ကောင်းအကြတောက်ကိုစပို့ရောက်ပါတယ်ဒါပေမဲ့မီဒီယာတွေကျသုံးအားကြောင့်အောက်တုတ်ကြသွားတယ်ဟုတ်တယ်နော်ဟိုကိုကတားတော့ဖတ်တာရေခဲချောင်းထူတာဘောတာတားလို့ထူတာလေပပတင်းတင်းလေးပဲဒီမှာတော့အထောက်ကြီးမဟုတ်ဒါနဲ့တားတော့ထူရင်းနဲ့ဒီဥစော်ရင်းနဲ့ကိုနိုင်နဲ့ပတ်တူတာတားလို့အမတန်တာအပေါ်တက်မဲ့ကုသိုလ်တက်မဲ့ဒီနန်းလို့ပါကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုလက်ရှိမှာတော့ကျွန်တော်ရွှေဒီကုံဖះကိုရောက်ရှိနေပါပြီဒါကတော့ဦးနိုင်ဖြစ်ပါတယ်ဦးနိုင်လည်းကြပါဦးဒီမှာတော့ကျွန်တော်တို့ကိုရေခဲချောင်းလေးခေါ်ကိုဆိုင်ဖြစ်ပါတယ်ခင်ဗျာကိုကြီးဦးလေးတက်လေးပြပါဦးညီကိုတွေကိုဖះလိုက်ပို့နေပါတယ်နော်အခုဗီဒီယိုတွေလည်းပါလာပါတယ်ခင်ဗျာကဲညီလေးတို့ဘာမှပြောချင်လဲညီလေးတို့ကိုကြီးကိုပြောပြပါဦးအခုလိုကိုဆိုင်ကိုဖះလိုက်ပို့ပြီးရခံစားချက်လေးသူခေါင်းမရောက်ဘူးတဲ့ဖေရောက်ပေါ့နော်ရွှေကုံဖေရောက်ဒါပထမဦးဆုံးရန်ကုန်ရောက်တဲ့အတွက်ပထမဦးဆုံးလည်းဒါရွှေကုံလိုက်ဖူးပေးတာပေါ့နော်ပြောလာအခုကိုဆိုင်ကိုဖះလိုက်ပို့ပေးရကိုကြီးဦးအနေနဲ့ဘာမှပြောချင်လဲလို့လဲပီတိဖြစ်ရလားလည်းပီတိဖြစ်တယ်ဒါမှမဟုတ်သူလည်းကိုလည်းဆိုင်ရတာပီတိဖြစ်မှာပဲလေပီတိဖြစ်မှာပဲဘာလို့ဆိုတော့ဝင်ရောက်ဦးတဲ့နေရာဒေတာကိုလိုက်ပို့ပေးတဲ့အတွက်အရန်ကိုလည်းခုန်နေတယ်အခုလိုမျိုးတရှိသူတွေအနေနဲ့လည်းဝန်တာပီတိဖြစ်မယ်လို့မျှော်လင့်နေပါတော့ဟုတ်ပါပြီကျေးဇူးတင်ပါတယ်နော်အပေါ်ရောက်မှာဆက်အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့သူတို့ဖះပန်းလေးတွေဝယ်ထားပြီးပြီပေါ့နော်ညီကုန်းနဲ့စေတနာဆိုတာเนาะဘလောက်တကူကြီးလဲဘလောက်ထိเนาะတက်ရောက်မှုရှိလဲဆိုတာကိုလက်တွေ့ပြလိုက်တာပဲเนาะလူတယောက်ရဲ့စိတ်ဓာတ်ဆိုတာဒါ ကို ပဲ လည်းရွှေဒီကုံတို့ရောက်ရှိနေပါပြီခင်ဗျာကဲညီကိုနဲ့ရွှေဒီကုံတို့ရောက်ရှိနေပါပြီဘာဆက်လုပ်ကြမလဲဖရန်နဲ့တော့တွေ့ပြီပေါ့နော်ဦးလာရှိတာရွှေဒီကုံတို့ရောက်ရှိနေပြီပေါ့နော်ကျွန်တော်ရွှေဒီကုံတို့ရောက်ရှိနေပါပြီနော်ရွှေဒီကုံတို့ရောက်ရှိနေပြီဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျကိုဆိုင်စောပါဟုတ်ဒါဖရိုင်နဲ့ဓာတ်ပုံရိုက်နေတာပေါ့နော်ဒါနဲ့ဓာတ်ပုံရိုက်နေပါတယ်ကိုဆိုင်စောနဲ့ကိုတီးဦးနဲ့အဲ့လားဆိုကြိုက်ပြီမိုက်တယ်နော်ဟိုတတိကသိတယ်မလားဟိုလူတယောက်ရဲ့စိတ်ဓာတ်နဲ့စေတနာအဓိကပဲနော်ဟိုတခုဒီမှာကြည့်လိုက်ဒီဗီဒီယိုလေးကတော့ဘာမှထူးဆန်းဆန်းတော့မဟုတ်ဘူးဟိုကြည့်လိုက်တဲ့သူဖို့ဟိုရင်ထဲဟိုပီတိဖြစ်တယ်ဒါပေမဲ့ဟိုမနာလိုစိတ်နဲ့ကြည့်မယ်ဆိုရင်တော့ကန့်လန့်နေမယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းပေါ့အထူးကျေးဇူးတင်ပါတယ်